足元ジェルだぞ。よしせーのおっとっとっと。これは見事なシートスライドリプレイ見てみましょう。恥ずかしい。さあ今からお腹にマッサージが当てます。バケツを落とさなければ勝ち。落としたらいきますよ。うわくすぐったいカウントダウンもう2、3、やばい1。ဒီဂျပန်မလေးတွေရဲ့ game ကစိတ်ဝင်စားစရာကောင်းတယ်မလားခေါင်းကြီးတို့ဘသူပါဝင်စော့ခြင်းတလေပြောခဲ့ကြည့်ခေါင်းကြီးတို့ရင်းနေတစ်ခုခုကြံခဲ့တယ်မလားခေါင်းကြီးတို့မညာနဲ့